သူကတော့နှလုံးသားကိုထုတ်ချင်းဖောက်ပြီးစပယ်ကုန်းလိုတည်နေရတဲ့ကောင်ဆိုတော့ကိုနာကျင်တာကိုပဲသိမှာပါတစ်ချိန်မှာစပယ်ကုန်းဆိုပြီးပတ်စင်နေကြပါမယ်သူတို့တွေကတော့စပယ်ပန်းလေးတွေရဲ့ဟောင်းလောင်းပေါက်ရှင်ခွင်ကိုသတိပြုမိကြမယ်မထင်ပါဘူးသူတို့ခမညာပွင့်လာကြတဲ့ကအဆွဲကိုချိုးရင်ဘက်ကိုဓာတ်ထုတ်ခံရတဲ့သူတွေပါစပယ်လေးတွေရဲ့ဖြစ်နိုင်ရင်ပွင့်ကြပါနဲ့လားနင်တို့အစာငါသနာလို့ပါဥယျာဉ်မှုတယောက်ရဲ့ရင်ဝင်ဟာအမြဲတမ်းတရားရင်းနေဆိုတာအစကတည်းကသူသိခဲ့ဖို့ကောင်းတယ်သူတို့တွေရှင်သန်ဖို့ကိုယ့်ရင်ကိုကိုတူးပြီးကိုယ့်အသားကိုပုံပေးရတယ်ကိုယ့်သွေးကိုတောက်သုံးပြီးကိုယ့်ရင်ဝင်နဲ့သူတို့တွေရှင်သန်ကြတယ်အချိန်တန်အရွယ်ရောက်လာရင်ဝေစားတဲ့ပန်းတွေကရင်းနှီးအမျှဖွင့်ပေးပြန်တယ်ကိုယ့်အတွက်တော့မဟုတ်ခဲ့ဘူးပေါ့လူသူတွေခုဆွတ်ပတ်စင်ဖို့အတွက်ပါတကယ်တော့ငါဟာဖြစ်တတ်တဲ့နှလုံးသားနဲ့ပန်းပြိုးတဲ့လက်ပါတာကလွဲပြီးဘာမှသုံးမရတဲ့ကောင်ပါ